Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုထဲမှာပြပြပေးသွားမယ့်အကြောင်းအရာကတော့ accounting software ပတ်စဲပဲစင်က software တွေထဲမှာကျွန်တော်တို့ customer profile ကိုထည့်တဲ့ပုံစံကိုပြပြပေးသွားမှာဖြစ်ပါတယ်။အပြားဆိုလို့ကျွန်တော်တို့ customer profile customer အသေးစိတ်စာရင်းလေးတွေကိုတော့ကျွန်တော်တို့ Excel နဲ့ပဲဖြစ်ဖြစ်ရိုးရိုးစာရွက်စာတမ်းနဲ့ပဲဖြစ်ဖြစ်အရင်ဆုံးမှတ်ထားပေးရမှာပေါ့နော်။အဲဒါအခုကျွန်တော်လောလောဆယ်ပြောပြသွားမှာကတော့accounting software ကိုကျွန်တော်တို့ AutoCAD accounting software နဲ့ပြပြပေးသွားမှာဖြစ်ပါတယ်။ဒီဒါဆိုလို့ကျွန်တော်တို့customer profile ကို accounting software ထဲမှာဆင်းသွင်းထားတဲ့ပုံစံလေးဖြစ်ပါတယ်။ဟုတ်ပြီ။အဲဆိုရင်ဒီဥစ္စာကိုကျွန်တော်တို့ပြန်ပြီးတော့မှဖြတ်ပြီးတော့မှဒီ customer 3ကိုပြန်ပြီးဆင်းသွင်းတဲ့ပုံစံကိုလုပ်ကြည့်ရအောင်ပါ။အဲဒါပြန်ပြမယ်ဆိုတော့ကျွန်တော်တို့ delete ပေါ့နော်။သူ select ပေးပြီးတော့မှ delete ဒါဆိုလို့ရင်တော့ဒီcustomer 3အောင်မြောက်ကို yes ပေးလိုက်ရင်ပြတ်သွားပါပြီ။အဘယ်အတားအောင်မှကျွန်တော်တို့ကတစ်ဆင့်ချင်းဘယ်အနေစသွားမှာလို့ဆိုရင် customer ဖြစ်တဲ့အတွက်ကြောင့်မို့ AR ပေါ့နော် account receivable လို့လည်းခေါ်ပါမယ်။ IR နဲ့ debtor maintain နဲ့ကိုသွားပါမယ်။ debtor maintain နဲ့ကိုသွားလိုက်တဲ့အခါကျရင်ဒီလို window ကြာလာမှာပေါ့နော်။ IR ကနေပြီးတော့မှ create new debtor ကိုနှိပ်ပါမယ်။နှိပ်လိုက်တဲ့အခါကျဒီပေါက်လေးကြာလာပါမယ်။ IR ကနေသူနဲ့ပတ်သက်တဲ့အချက်လက်တွေကျွန်တော်တို့ထည့်ပါမယ်။ ကိုထိုးအကောက်ကကျတော့သူရဲ့ trade တပရာကိုထိုးအကောက်ပေါ့နော်အဲဒါသူကနေသူမူလာရှိပါမယ်ဒါတော့ Excel တွေကနေပြီးတော့မှသူရဲ့ချက်လက် company name လေးတွေတပရာအကောက်ကုတ်တွေ copy ခုထည့်ပါမယ်အဲဆိုရင် Excel ထဲမှာကျွန်တော်ပထမဆုံး customer ID customer code ကိုထည့်ပါမယ်အဲဒါတော့ကျွန်တော်ဒီဟာcustomer တပရာအကောက်မှာထည့်ပါမယ်ဟုတ်ပြီပြီးလို့ရင် customer name customer name company name ပေါ့နော်ဟုတ်ပြီအဲ့မှာထည့်ပါမယ်ပြင်သူရဲ့ contact person ဟုတ်အဲ့ဒီ AutoCAD accounting software မှာတော့ contact person ကိုကျွန်တော်တို့ဒီ attention မှာထည့်ပါမယ်ဟုတ်ပြီပြင်နောက်တစ်ခါကျတော့သူရဲ့ဖုန်းနံပါတ်เนาะ email နံပါတ်ဖုန်းနံပါတ်ရေးထည့်ပါမယ်ဖုန်းနံပါတ်ကိုကျွန်တော်ဒီဖုန်းမှာထည့်ပါပေါ့နော်ဟုတ်ပြီပြီးရင်နောက်တစ်ခုကကျတော့ email ရှိတယ်ဆိုလို့ရှင် email ထည့်လို့ရပါမယ်။မှာ email address ဟုတ်ပြီ။ပြီးရင်နောက်တစ်ခုကကျတော့သူရဲ့ address ထည့်ပါမယ်။ address ကိုကြာဒီမှာ billing address မှာထည့်ပါမယ်။ပြီးတော့သူရဲ့ series နဲ့ series ဆိုမှတောင်းရှင်းပါနော် copy ကူးပြီးပဲထည့်လိုက်တာပေါ့နော်သူရ credit တာအကျွေးကာလတော့ရက်ပေါင်း30ဒီမှာ credit တာမှာရက်ပေါင်း30ဆိုပြီးတော့မှရွေးချယ်လို့ရပါမယ်ဟုတ်ပြီအဲ့ဒါကတော့ကျွန်တော်တို့ဒီ customer profile ကို AutoCAD software ထဲမှာဒီလိုလေးထည့်လို့ရပါတယ်ပြီးလို့ရင် save လို့နှိပ်လိုက်တာနဲ့ဒီပိုင်းနဲ့ကျွန်တော်တို့ခုနကသူရဲ့ customer list တွေကိုဒီ customer list ထဲမှာပြန်ပြီးတော့မှရောက်သွားပါမယ်အပြားဆိုလို့ကျွန်တော်တို့ကိုပြောပြပေးခဲ့တာကတော့ accounting software ဒီမှာတော့ AutoCAD accounting software ကိုအသုံးပြုပြီးတော့မှ customer profile ကိုထည့်ပြခဲ့တာဖြစ်ပါတယ်